ကဲဗျာနော်ဒီ comment ပိုင်ရှင်ကိုကျွန်တော်စိတ်ဆိုးလို့ပြန်ညင်းမဟုတ်ပါတချို့ကျွန်တော်ကြက်တွေဈေးကြီးတဲ့ထင်တဲ့သူတွေပါသိအောင်ပေါ့နော်ကျွန်တော်အကျိုးကြောင်းလေးပြောပြမယ်ပေါ့နော်ကျွန်တော်ကြက်တကောင်30ရက်3လ2024ခုနှစ်မှာတာဂီတာမှာ3ပါးမြောက်နိုင်တဲ့သားမှုပိုင်ဆိုတဲ့ကြက်နော်အဲ့ကြက်က300ကျက်လောကမှာဒါကျွန်တော်သိတဲ့ဟာပေါ့နော်ကျွန်တော်မသိတဲ့သူ့ထဲဈေးကြီးရတယ်ရှိမယ်300စရပူရဲ့ကြက်အဲ့ဒီကြက်ကို300ပေးတာကိုကျွန်တော်မယောင်းခဲ့ဘူးဘာလို့မယောင်းလဲဆိုတော့ကျွန်တော်နဲ့လေပင်ဖက်ပေါင်းတဲ့တငယ်ချင်းကမယောင်းစေခြင်းဘူးဗျသားမှုပိုင်ကသူ့ဝိုင်းမှာတငယ်ချင်းဝိုင်းမှာပဲပထမဖဒုတိယဖနိုင်တယ်ဒုတိယဖနိုင်ပြီးတော့တာဂီတာမသွားခင်မှာတငယ်ချင်းကကျွန်တော်ဒါယောင်း350လောက်ပေးဖို့သူ့မှာရည်ရွယ်ချက်ရှိတယ်ရှိပေမဲ့ကျွန်တော်မယောင်းဘူးပေးတိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့ကျွန်တော်နဲ့ပေါင်းတာကညီကိုဆင်းလို့ရှိတယ်တငယ်ချင်းထက်ပိုတယ်ဘလို့ပိုလို့ဆိုရင်ကြက်ကျွန်တော်ရှုံးသွားရင်သူစိုက်ပေးရင်ပေးမယ်တငယ်ချင်းအဲ့လောက်ကောင်းတယ်သူစိုက်ပေးတယ်ပေါ့ဗျာရှုံးတယ်ဒါပေမဲ့နိုင်ရင်တော့ကျွန်တော်ယူရတယ်ဗျအဲ့လိုလူမျိုးကိုကျွန်တော်ကြက်မယောင်းဘူးဒီတန်ကြီးမယောင်းတာဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုမယောင်းဘူး300နဲ့သူမယောင်းစေကျွန်တော်လည်းကျွန်တော်မယောင်းခဲ့ဘူးနော်300ဆိုတာကကျွန်တော်အဲ့တားမှုပဲစခဲ့တာလေရာခဏနဲ့320တန်းဘာလို့ပေါ်ပေါက်ခဲ့လေဆိုတော့320တန်းဝေးတာဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်တငယ်ချင်းကဝဲတာကျွန်တော်တငယ်ချင်းဒီကျွန်တော်အပါဝေကျွန်တော်တစ်ဖွဲ့လုံး320ကိုတခွန်းတော့မမြင်ဘူးကြောင်အဲ့ဒီအချိန်မှာ320တန်းသတင်းထွက်နေတယ်ထွက်နေတော့ကျွန်တော်သွားဝယ်ကြတယ်ရာဘာဂျန်ထဲမှာသွားဝယ်တော့9မိုင်ဦးစိုးနဲ့တောင်တွေးခဲ့တယ်အဲ့ဒီ320တန်းဝယ်တော့မဝယ်သေးခြင်းနဲ့ဖြတ်ခဲ့တာကကျွန်တော်ပဲဘာလို့ကျွန်တော်ဖြတ်ခဲ့လေဆိုတော့ကြတော့တငယ်ချင်းခြံထဲမှာကကျွန်တော်ကနေတာအဲ့မှာကြက်တွေကလည်းနားနေမိုးရာသီကြက်လည်းသူ့ခြံထဲမှာကြက်တွေကလေးရနားနေရမိုးရာသီကြက်တကောင်320ပေးပြီးတော့ကျွန်တော်လည်းပါသွားခဲ့မယ်နင့်နာခဲ့ရင်သူနဲ့တော့ကျွန်တော်ကြက်300မယောင်းတာသားမှုပိုင်ဆိုတာကျွန်တော်ဥတွေကနေဖြစ်လာတာကျွန်တော်အဲ့ဒီမှာနေတော့ပေါက်လာတာတငယ်ချင်းတွေသူတို့ရှေ့မှာလည်းမူပိုင်ဆွဲကြက်နဲ့အညုံမနဲ့ဖောက်ခဲ့တာနော်အဲ့တော့တငယ်ချင်းက320ဘာလို့ပြီးပြီတုံးဆိုရသူ့ရဲ့စွန်ကားရဲတဲ့စိတ်ရသူကတခုခုလိုချင်ဇွတ်တရနိုင်တဲ့တငယ်ချင်းနောက်တစ်ခုကကျွန်တော်ကြက်တောင်မှပဲ300မယောင်းသေးတာပဲ320ဒီကြက်မျိုးသူလည်းပေးဝယ်ရဲရမှာဆိုတက်တီနဲ့သူပေးဝယ်တယ်ပေါ့နော်သူကိုယ်တိုင်မမောတယ်ဒါပေမဲ့မမြင်ဘူးပဲနဲ့ဘေးပြောနဲ့ဝယ်လိုက်တယ်ပေါ့ဗျာ320ပြောချင်တာကအခုကျွန်တော်ကြားခင်စိန်မှာ350ဘာလို့မယောင်းတော့ဆိုစောစောတော့ပြခဲ့တယ်ကတော့တို့ခဇန်ဝါတို့မူပိုင်အကန့်တို့အဲ့3ကောင်ပေါင်းကျွန်တော်15သိန်းရတယ်15သိန်းကတော့က9သိန်းခဇန်ဝါ9သိန်းတော့ကြက်ကန်းက3သိန်းအဲ့ဒါကျမတမာတွေကပေါက်တာအတက်မာကြီးရဲ့သားသမီးကတစ်နှစ်ကိုနော်ယာချီးပြီးတော့ရတယ်ပေါ့ကျမတကောင်ရဲ့သူ့ရဲ့သားသမီးအခုကြားခင်စိန်မှာသားသမီးရတဲ့အဲ့လိုမျိုးတွေကျွန်တော်ကရောင်းစားတာဖြစ်တဲ့အတွက်ကျွန်တော်ရောင်းခွက်အနေနဲ့ကျွန်တော်ကြက်တွေကဈေးကြီးမှာပဲနောက်တစ်ခုကျွန်တော်ကwin-win process ဖြစ်အောင်တော့သွားတယ်ဗျကျွန်တော်စီကဝယ်သူကလည်းပဲဈေးတော့ကြီးမယ်ကြက်ကောင်းရစီ